မြန်မာလည်းအမျိုးသမီးအသင်းအပြောင်းလဲကြီးတစ်ခုဖြစ်လာတော့မလားမြန်မာဘောလုံးရှင်ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျ။ Bami Sport News Facebook YouTube နဲ့ TikTok Channel တို့ကနေပြီးကြိုဆိုလိုက်ပါတယ်ခင်ဗျ။တောင်ကိုရီးယားလည်းအမျိုးသမီးအသင်းကိုကမ္ဘာ့ဖလားဝင်ခွင့်2ကြိမ်ရရှိအောင်ဆွမ်းဆောင်ပေးခဲ့တဲ့အင်္ဂလန်လူမျိုးနီးပြကော်လမ်ဘဲကိုမြန်မာအမျိုးသမီးလည်းအသင်းရဲ့နီးပြချုပ်အဖြစ်ခေါ်ယူဖို့ချိတ်ဆက်နေတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်။တကယ်လို့ကော်လမ်ဘဲသားမြန်မာအသင်းကိုရောက်လာခဲ့မယ်ဆိုရင်မြန်မာအမျိုးသမီးဘောလုံးအသင်းရဲ့ကစားပုံဘယ်လောက်ထိပြောင်းလဲသွားမလဲဆိုတာစိတ်ဝင်စားစရာပါပဲ။ကော်လမ်ဘဲဟာတောင်ကိုရီးယားမျိုးသမီးအသင်းကို2019ကနေ2024ခုနှစ်အထိဂိုင်းတွယ်ခဲ့ပြီးတော့အဲ့ဒီကာလအတွင်းကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ခွင့်2ကြိမ်ရရှိအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါပြင်အိုင်ယာလန်မျိုးသမီးလက်ရွေးစင်အသင်းနဲ့တရုတ်ယူ20မျိုးသမီးလက်ရွေးစင်အသင်းတွေကိုလည်းနီးပြချုပ်အဖြစ်တာဝန်ယူခဲ့ဘူးတာကြောင့်နိုင်ငံတကာအတွေ့အကြုံကျွယ်ဝတဲ့နီးပြတူလို့ဆိုနိုင်ပါတယ်။ဒီလို profile မြင့်နီးပြတူနဲ့မြန်မာမျိုးသမီးအသင်းကိုချိတ်ဆက်နေတဲ့ဆိုတဲ့သတင်းတွေထွက်လာတာကြောင့်ပြည်သက်တွေကြားမှာလည်းစိတ်ဝင်စားမှုတွေမြင့်တက်လာပါတယ်။အထူးသဖြင့်မြန်မာလက်ရွေးစင်အမျိုးသားအသင်းဘက်မှာလည်းအရေးသွေးရှိတဲ့နီးပြတူရောက်လာပြီးတဲ့နောက်မှာတော့အသင်းရဲ့ကစားပုံနဲ့ပွဲပေါ်ချင်းကပ်ပုံတွေမှာအပြောင်းလဲကောင်းတွေမြင်တွေ့လာရတာကြောင့်မျိုးသမီးအသင်းဘက်မှာလည်းဒီထက်ပိုကောင်းတဲ့ကစားဟန်ကိုပြည်သက်တွေမြင်ကျင်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့နီးပြတူတဲ့နဲ့အရာအလုံးပြောင်းလဲသွားမှာတော့မဟုတ်ပါဘူး။ကစားသမားကောင်းတွေနီးစနစ်ကောင်းတွေလေ့ကျင့်ရေးစနစ်ကောင်းတွေနဲ့ရေရှည်စီမံကိန်းတွေပေါင်းစပ်နိုင်မှသာမြန်မာမျိုးသမီးဘောလုံးအသင်းကိုအာရှအဆင့်မှာပုံမတိုးတက်အောင်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။အခုလာမယ့်စက်တင်ဘာလမှာလည်းမြန်မာမျိုးသမီးအသင်းအနေနဲ့အာရှအကစားပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်သွားရမှာဖြစ်ပါတယ်။မြန်မာအသင်းအုပ်စု B မှာတောင်ကိုရီးယား၊မြောက်ကိုရီးယားနဲ့ဘင်္ဂလားဒေ့ရှ်အသင်းတို့နဲ့တအုပ်စုထဲကြားရောက်နေတာဖြစ်ပါတယ်။ပထမပွဲဖြစ်တော့စက်တင်ဘာလ14ရက်နေ့ည9:00နာရီခွဲမှာတောင်ကိုရီးယားအသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပြီးတော့စက်တင်ဘာလ18ရက်နေ့ည9:00နာရီခွဲမှာတော့မြောက်ကိုရီးယားအသင်းစက်တင်ဘာလ21ရက်နေ့ညနေ4:00နာရီမှာတော့ဘင်္ဂလားဒေ့ရှ်အသင်းတို့နဲ့ရှင်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ဒီအုပ်စုဟာမြန်မာမျိုးသမီးအသင်းအတွက်လွယ်ကူတဲ့အုပ်စုတော့မဟုတ်ပါဘူး။အထူးသဖြင့်တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားတို့လိုအာရှအင်အားကြီးအသင်းတွေနဲ့ရင်ဆိုင်ရမှာဖြစ်တာကြောင့်နီးပြပိုင်းနီးပြွာပိုင်းကအလွန်ရေးကြီးလာမှာဖြစ်ပါတယ်။တကယ်လို့ကော်လမ်ဘဲသားနီးပြချုပ်အဖြစ်ရောက်ရှိလာခဲ့မယ်ဆိုရင်တော့အာရှအကစားပြိုင်ပွဲကသူ့အတွက်မြန်မာမျိုးသမီးအသင်းနဲ့ပထမဆုံးစမ်းသပ်မှုကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။နီးပြသစ်ရောက်ရှိလာခဲ့ရင်လက်ရှိမြန်မာမျိုးသမီးအသင်းနီးပြချုပ်ကာတိုကိုမြန်မာယူ20မျိုးသမီးအသင်းရဲ့နီးစနစ်ဒါရိုက်တာအဖြစ်ပြောင်းလဲတာဝန်ပေးသွားမယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။ပြည်သက်တွေမျှော်လင့်နေတာကမြန်မာမျိုးသမီးအသင်းရဲ့နီးစနစ်ကြတဲ့ကစားပုံယုံကြည်မှုရှိတဲ့အသင်းတစ်သင်းနဲ့နိုင်ငံတကာအဆင့်မှာရပ်တည်နိုင်တဲ့မြန်မာမျိုးသမီးအသင်းကိုမြင်ကျင်နေကြတာဖြစ်ပါတယ်။အဲဒါကြောင့်ကော်လမ်ဘဲလို profile မြင့်နီးပြတူကိုမြန်မာမျိုးသမီးအသင်းမှာခန့်အပ်တင်တယ်လို့ထင်ပါသလား။နီးပြအပြောင်းလဲကမြန်မာမျိုးသမီးအသင်းအတွက်တကယ်လိုအပ်နေပြီလား။ပြည်သက်တွေရဲ့မြင်ကိုကိုမမှာဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးခဲ့ကြပါခင်ဗျ။မြန်မာမျိုးသမီးဘောလုံးအသင်းပုံမတိုးတက်လာဖို့အတွက်အပြောင်းလဲကောင်းတွေစတင်လာမလားဆိုတာစောင့်ကြည့်သွားရအောင်မှာဖြစ်ပါတယ်။မြန်မာဘောလုံးသတင်းအကြောင်းအရာတွေကိုအချိန်နဲ့တပြေးညီသိရအောင်လဲကျွန်တော်တို့ Bami Sport News Channel ကို like subscribe follow ပြုလုပ်ထားခဲ့ကြဖို့မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျ။မြန်မာဘောလုံးပြည်သက်များအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။